ဤစုတောင်းကိုအကျဉ်းချင်းအခါခါစုတောင်းပါယနေ့အချိန်အခါမှစ၍ကျွန်ုပ်ဆိုခဲ့ဘူးသောတစ္ဆာများရှိခဲ့လျင်အစွမ်းထပ်ပါစေကျင့်ခဲ့ဘူးသောကျင့်စာများရှိခဲ့လျင်ပြည့်ပြည့်ပါစေသာဖြည့်ကျင့်ခဲ့ဘူးသောပါရမီများရှိခဲ့လျင်အလင်းအမြန်အကျိုးထူးပေးပါစေယနေ့အချိန်အခါမှစ၍ကျွန်ုပ်၌ကြံရှိနေသောဝတ်ကြွေးကံကြွေးကျင့်စာကြွေးများအမြန်ကြည်ပါစေယနေ့အချိန်အခါမှစ၍ကျွန်ုပ်သည်ဒါတိလတုတစာကားပညာဣရိဩတပဟုသောသူတော်ကောင်းဥစ္စာ9ပါးနှင့်ပြည့်စုံပါစေတည်းဤဆုတောင်းအားနေ့စဉ်ဖျားဝတ်ပြုပြီးတိုင်းမဖြစ်မနေဆုတောင်းပါပဋ္ဌာန်းဆက်အားလုံးဝတ်ကြွေးကံကြွေးကျင့်စာကြွေးများကြည်ကြပါစေ